Hello, alo mấy mình là nhà nhà đi chào bà gì, cái video mà chịu vậy vậy, nhà chạy đi tập bơi tùy lũ nó, chạy đi tập bơi tùy lũ, rồi, mà gì đi nè, ở bà nè bơi nó, mà gì đi nè ở bà nè bơi rồi, mà gì đi à cũng nào vậy giờ rồi, xong rồi đồ lý con là đi, nào giống ship bơi rồi chứ, nó bơi về thì chả, chào bơi lâu thì à, đúng không, anh này cả, bây giờ mà gì đi chạy xe cái này, nào giống ship bơi mà, mấy người ta tiếng ngủ về. ဒီကောင်တွေတည်ကြထားတာပေါ့နော်။မန်ယူတသိန်းကိုပဲတည်ကြတာဆိုတော့ကျန်တဲ့ပွဲတိုင်းမှာကဒီကောင်တွေနှစ်ဘိုးနဲ့အထက်ကတော့ရှောင်းအောင်ယူထား။နှစ်ဘိုးနဲ့တစ်ထက်ကယူထားဆိုခန်းစစ်ကလည်းတော်တော်လေးချစ်လက်တဲ့ထဲမှာပါလာတယ်။ခန်းစစ်ကတော်တော်လေးချစ်လက်တယ်ဆိုလို့ရှိရင်နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်ဒီကောင်တွေ6ဂိုးပဲခွင့်ပြုထားတယ်။6ဂိုးပဲခွင့်ပြုထားဆိုတော့မန်စီးတီးကတော့ပုံစံကောင်းတော်တော်ရနေတဲ့အထဲမှာပါတယ်။ပါတယ်ဆိုတော့ဝေးကွင်းကအိုဗာဟန်နန်ကြတော့ ခုနပွဲမှာကြတော့ခုနပွဲကန်တာနောက်ဆုံးခုနပွဲပေါ့နော်နောက်ဆုံးခုနပွဲမှာကြတော့တပွဲပဲတည်ကြတာ6ပွဲစတိုက်ကဒီကောင်အနိုင်ယူထားတာဆိုတော့ဟိုဘာအနန်လည်းတော်တော်လေးကောင်းတဲ့အသင်ဖြစ်တယ်တော်တော်လေးခုနောက်ပိုင်းမှာပေါ့နော်ဒီပြတက်လက်ထက်မှာတော်တော်လေးကောင်းလာတယ်ကောင်းလာဆိုတော့ခုနပွဲမှာတိုက်စစ်က14ဂိုးလောက်ထိကိုရထားတာရတာဆိုခန်းစစ်ကလည်းနောက်ဆုံးခုနပွဲမှာ5ဂိုးပဲပေးထားတာဆိုတော့ခန်းစစ်ကလည်းတော်တော်လေးချစ်လက်တယ် တော်လေးချစ်နေတယ်ဆိုတော့ဒီကြေးဖွင့်လက်တဲ့ပိုင်းကြတော့လေဟိုမန်စီးတီးကတလုံးသွင်းပြား80ရှုံးကိုပေါင်းသေးကြတော့3လုံးကိုတည်3လုံးတည်3လုံးကို10ပြားရှုံးပေါ့နော်3လုံးကို10ပြားရှုံးဆိုတော့မန်စီးတီးအနေထားနဲ့ဒီအိုဗာဟန်နန်အနေထားနဲ့ကြတော့နှစ်တင်းသလုံးကပုံစံကောင်းတွေရနေတာဆိုတော့မန်စီးတီးပေးထားတဲ့ body ကြီးတလုံးပြား50ပြား80ရှုံးတော့ကတော့တော်တော်လေးမာတယ်ထဲမှာပါတယ်ဗျ တော်တော်လေးမာရဲမှာပါရဲဆိုတော့ကိုပေါင်းသေးကြတော့3နှုတ်တစ်ထည်ကိုပေါင်းသေးက3နှုတ်တစ်ထည်3လုံးကို10ပြားနှုတ်မှာဆိုတော့ကိုပေါင်းသေးကထားပါဒါပေမဲ့မန်စီးတီးရိုဘာအနန်ကနောက်ဆုံးပွဲစဉ်14ပွဲဇက်ပေါ့နော်နောက်9ပြည့်ရှုံထားတဲ့ပွဲဆိုမရှိသလောက်ကိုရှိနောက်9ပြည့်ရှုံခဲ့တဲ့ပွဲမရှိဘူးဆိုတော့မန်စီးတီးအနေနဲ့ဝုတ်ကိုနှလုံးသွင်းမှ အပြည့်စားမယ်ဆိုတဲ့ပုံစံကဒီကကြီးရတော်တော်မာတယ်။မာတော့ကျွန်တော်ထင်တယ်ဘူကီကမန်စီးတီးကိုတော်တော်လေးယုံကြည်ထားပုံရတယ်။တော်တော်လေးယုံကြည်ထားပုံရတယ်ဆိုတော့ပညာဆိုတော့ပညာတော့ကတော့ကျွန်တော်မန်စီးတီးကိုပဲကြိုက်တယ်ပေါ့နော်။မန်စီးတီး body ကိုပဲကြိုက်တယ်။ဘာလို့လဲဆိုတော့မန်စီးတီး body စော့မယ်ဆိုလို့ရှိရင်တော့ပြား90တော့ရှင်းရမယ်ဗျ။ဘာလို့လဲဆိုတော့မန်စီးတီးအနိုင်ရတော့တေးကြတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ ကျွန်တော်ထင်တာတဲ့ကျွန်တော်ခံမှန်းတယ်ပေါ့ဆိုတော့ Man City body နဲ့ပဲဆွန်လာဖို့ကျွန်တော်ကြံပြူပါရဲ့ဗျ